လီယိုနယ်မက်ဆီကဘောလုံးကိုမထိပဲလွှတ်ပေးလိုက်တဲ့အချိန်မှာအားလုံးကသူ့ကိုယူသွားပြီလို့ထင်လိုက်ကြတာဖြစ်ပုံကဒီလိုပြဒါနီအဲဗက်စ်ကလူတောင်ပန်းမှာဘောလုံးရပြီးဇာဘီစီကိုတိုက်ရိုက်ပေးလိုက်တဲ့ဇာဘီဘောလုံးကိုထိန်းလိုက်တဲ့အချိန်မှာပဲသူ့ကိုပြိုင်ဘက်ကစားသမား၃ယောက်ကချက်ချင်းဝိုင်းထားလိုက်ကြပြီးအဲ့ဒီအချိန်မှာလူကျွန်းအနေထားမရှိတဲ့မက်ဆီစီကိုပဲဇာဘီဘောလုံးပေးတော့မယ်လို့အားလုံးကမျှော်လင့်နေကြတာဒါပေမဲ့ဇာဘီကတစ်ဖက်ကိုလှည့်ကောင်းမောကြည့်ပြီးဟာဘီယာမာရှီယာနိုကိုပဲပတ်ပေးလိုက်တယ်ဒါပေမဲ့မက်ဆီကိုကြည့်လိုက်ဦးသူကလုံးဝအလွတ်ဖြစ်နေတယ်လို့တပြိုင်နက်တည်းမှာလဲလူကျွန်းအနေထားမှာရက်နေတာဒါပေမဲ့ဘာစီလိုနာတင်းသားဖြစ်တဲ့မက်ဆီကအဲ့ဒီအချိန်ထိကစားကွက်ထဲမှာပါဝင်ပတ်သက်ခြင်းမရှိသေးဘူးလေအဲ့ဒီနောက်မာရှီယာနိုကမက်ဆီစီကိုဘောလုံးလှမ်းပေးလိုက်တယ်အဲ့ဒီအချိန်မှာလဲအားလုံးကမက်ဆီဘောလုံးကိုထိန်းပြီးဂိုးသွင်းဖို့ကြိုးစားတော့မယ်လို့ပဲထင်နေကြတာအဲ့ဒါကြောင့်ပြိုင်ဘက်နောက်ခံလူ2ယောက်ကလူကျွန်းမောဆိုပြီးကွင်းလေတိုင်းကိုလက်ထောင်ပြီးချက်ချင်းအချက်ပြကြတော့တာပေါ့ဒါပေမဲ့ဘောလုံးကသူ့စီကိုရောက်ခါနီးမှတင်မက်ဆီကကောင်းမောကြည့်ပြီးခန်းစစ်နောက်ကနေပြေးဝင်လာတဲ့အာရာတူယန်ကိုမြင်သွားတယ်အဲ့ဒီမှာတင်မက်ဆီကဘောလုံးကိုမထိတော့ပဲအာရာတူယန်စီရောက်သွားအောင်ဒီအတိုင်းလွတ်ပေးလိုက်တဲ့နောက်ခံလူတွေကတော့လူကျုံဘောဆိုပြီးလက်တွေထောင်းလို့ကောင်းတော့ပေါ့အဲ့ဒီနောက်ဘောလုံးကတူရန်စီရောက်သွားပြီးတူရန်ကမက်ဆီစီကိုခုတ်တင်ပေးလိုက်တဲ့အခါမှာတော့မက်ဆီကအေးအေးလူလူပဲဂိုးအဖြစ်အဆုံးသတ်လိုက်ပါတော့တယ်